ဆိုင်ငွေတိတ်လိုက်တတောင်လုံးမိုင်းလို့လမ်းမမြင်နိုင်နင်းငယ်တွေကြွေနင်းမိုးတွေရွာချင်းမိခင်တောင်တန်းချမ်းနေတယ်ချင်းပြဒန်ဒါဟဲ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 ထိုစဉ်ဟိုအဝေးမအိမ်ငယ်ငယ်ကလေးတောင်ကျင်းမတောင်ထွပြားတီတရွေ့ရွေ့မြင်သာစွာလာနေတောင်မော်ဆရာမလေးစေရနာရှင်မလေးသူလာနေပြီရင်တွေအမောဆုံးနင်းတွေဆိုတွေ့ခဲ့မတတ်အေးတတ်ကိုရင်ဆိုင်အားတို့တွဲလေးထက်မြက်တဲ့ခွင့်ရဖြစ်တဲ့ပညာတွေသင်ပေးခဲ့တောင်တန်းနေမှာမိအိမ်ရှင်မလေးဂယုဏရှင်မလေးနင်းတွေဆိုတနွေစီကသူငယ်စဉ်တွေ့တာခဲ့ကျင်နာသူမြေပြတ်သားလေးလိုက်လို့လာခေါ်စဉ်တစ်ချိန်ကကျင်နာသူတစ်ဖက်တောင်ပေါ်မြေတစ်ဖက်ဒီအခက်ခဲလက်တွဲဖြုံလို့ကောင်းခါခဲ့နင်းငယ်တွေကြွေနင်းမိုးတွေရွာချင်းမိခင်တောင်တန်းချမ်းနေခြင်းတွေ့ခင်မတတ်အေးတတ်ကိုရင်ဆိုင်ကတို့တွဲလေးချက်မြက်တဲ့ခွင့်ရဖြစ်တဲ့ပညာတွေသင်ပေးခဲ့